ကဲလူမျိုးတစုရဲ့သမိုင်းတစ်ခုလုံးဟာတဏှာကြီးတွေရွှေပြောင်းနေထိုင်မှုတွေပြီးတော့ရှင်တန်ဖို့တော့ရုန်းကန်ခဲ့ရတာတွေနဲ့ရလုတ်ထားတဲ့ဆိုရင်ဘယ်လိုဖြစ်မလဲဒီနေ့မှာတော့တိတ်ပြီးလူတီမများတဲ့ခေါင်းဆိုးလူမျိုးတွေရဲ့ရာစွန်းနဲ့ချီပြီးကြာမင်းခဲ့တဲ့မယုံနိုင်စရာခီးရှစ်ကြီးအကြောင်းကိုတစ်ချက်လေ့လာကြည့်ကြရအောင်ပါအများစုကတော့ကြားဘူးကြမယ်မထင်ပါဘူးဒါပေမဲ့အဲ့ဒီလိုလူတီနဲတာကပဲသူတို့ရဲ့ကြံ့ကြံ့ခံနိုင်မှုနဲ့ရှင်တန်ရဲ့ဒီမှုပုံပင်ကိုပို့ပြီးတော့အစွမ်းထပ်ပြီးလေးစားစရာဖြစ်စေတာပါဟုတ်ပါတယ်ဒီပုံပြန်ကရှေးဟန်တာနိုင်တွေကနေဒီနေ့ခေတ်တဲ့ကဘာကြီးအထီကိုကျေပြန့်ကျေပြိုလွတ်ပါတယ်ဒီကိရှေကြီးရဲ့အစကိုရှာဖွေဖို့ဆိုရင်ကျွန်တော်တို့ဟာရေးမှတ်ထားတဲ့သမိုင်းမှတ်တမ်းတွေကိုကြော်လွှမ်းပြီးတော့ဒနိုင်ဆန်တဲ့တောင်တန်းကြီးရဲ့ပရင်တန်တွေကိုနောက်ဆွန့်ကြည့်ရမှာဖြစ်ပါတယ်သူတို့ရဲ့မူလအစအပွင့်ပြင်ကဒါမှမဟုတ်ပါဘူးဥပမာမြေအကြီးမှုလိုမျိုးပေါ့ကြီးမားတဲ့တဘာဝဆွမ်းအားတဲ့ကြောင့်နေရက်ကိုစွန့်ခွာခဲ့ရတယ်ဆိုတဲ့အကြောင်းအရာပေါ်မှာအခြေခံထားတာပါဒါကလူသားနဲ့တဘာဝကြားကရှေးကြားတဲ့ဆက်နွယ်မှုကိုဖော်ပြနေတယ်လို့ပါပဲသူတို့ရဲ့နာမည်ခေါင်းဆိုကိုတိုင်မကိုကသမိုင်းရဲ့တဲလွန်စာတစ်ခုရှိနေတာပါဒီနာမည်ဟာတိဘက်ကွန်မင်းရဲ့ကြောက်ကိုတွေထဲမှာဖုံအောင်ပြီးရှင်တန်ခဲ့ရတဲ့သူတို့ဖိုးပေရီရဲ့တိတ်ကိုဓာတ်ရိုက်ပြန်ဘူးချိတ်ဆက်ပေးနေတာပါဒီနေရာမှာမဲ့သူတို့ရဲ့အစောပိုင်းသမိုင်းရဲ့အဓိကကျတဲ့အားပြိုင်မှုကိုတွေ့ရမှာပါတစ်ဖက်မှာတော့မျိုးဆက်တွေကနေလက်ဆင့်ကမ်းလာတဲ့အားကောင်းတဲ့နှုတ်ပြော်ရာဇဝင်ရှိတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့အဲ့ဒီပုံပြင်တွေကိုထောက်ခံပေးမဲ့ခိုင်မာတဲ့စာနဲ့ရေးထားတဲ့တိတ်တွေအထောက်ထားကလုံးဝမရှိသလောက်ပါပဲကဲသူတို့ရဲ့မူလအစတန်တာရည်တွေကခဏခွာပြီးတော့ရာဇဝင်နဲ့ချီတဲ့နေမြေများများကိုဖြတ်တန်းခဲ့တဲ့သူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ရွှေပြောင်းနေထိုင်မှုခရီးလမ်းကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီအချိန်ပြားစရာကိုတစ်ချက်ကြည့်လိုက်သူတို့ရခီးကဘလောက်တောင်ကြာရှိခဲ့လေဆိုတာမြင်တာပါပဲ14ရာစုမှာချင်းတောင်တန်းကိုစားရောက်ခဲ့ပြီးအဲ့ဒီမှာပဲရာစုနဲ့၄ခုနီးပါးနေထိုင်ခဲ့ကြတယ်အဲ့ဒီနောက်မှာမှဘလောက်ဝတ်ဒေတာစီကိုဆက်ရွှေ့ပြီးဒီနေ့ခေတ်ကဘာနန့်ပြန်နေထိုင်တဲ့အထိရောက်လာခဲ့တာပါဒီရွှေပြောင်းမှုကြီးကတစုတစီတေးတွားခဲ့တာမျိုးမဟုတ်ပါဘူးမတူညီတဲ့ခေါင်းစုအုပ်စုရဲ့ကိုယ်ပိုင်လက္ခဏာကိုပုံဖော်ပေးခဲ့တဲ့လမ်းကြောင်းတစ်ခုအဖြစ်နဲ့ဖြစ်ပေါ်ခဲ့တာပါဒါမဲ့နေရာတစ်ရှာတွေ့လိုက်တာနဲ့ပုံပြန်ကပြီးသွားတာမဟုတ်ခဲ့ပါဘူးတကယ်တမ်းမှာတော့ရှင်တန်ရက်တီရေးတွန်ရုန်းကန်ရတဲ့ပိုပြီးခက်ခဲတဲ့အခန်းကဏ္ဍတစ်ခုရဲ့အစပဲဖြစ်ခဲ့တာပါဒီအားကောင်းတဲ့ဥပမာစကားကသူတို့ဟာအင်အားပူကြီးကအိမ်နီးချင်းအုပ်စုတွေရဲ့ PR နဲ့အန်ဒီရဲကိုအမြဲတမ်းလိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုကွက်ကွင်းဖော်ပြနေပါပါဒီကိန်းကနန်းကတော့တကယ်ကိုတုံလို့ဆရာပါပဲထန်ကောင်မရထုံးစစ်ပြနေတဲ့အောင်မှာခေါင်းစော်လူမျိုး1500တောင်မှပြည့်တော်ဘူးဆိုတာကသူတို့ဟာမျိုးတုံးပြောက်ွယ်လို့နေပါအန်ဒီရဲနဲ့ရင်ဆိုင်နေရပြီးသူတို့ရဲ့ယဉ်ကျေးမှုတစ်ခုလုံးဟာဘလောက်ထိလွယ်ရှက်လွယ်ဖြစ်ခဲ့တယ်ဆိုတာကိုပြနေပါတယ်သူတို့ရဲ့ရုန်းကန်မှုကအသက်ရှင်ဖို့တတ်တာပဲမဟုတ်ခဲ့ပါဘူးဒါဟာကိုယ်ပိုင်လက္ခဏာအတွက်တိုက်ပွဲတစ်ခုလည်းခဲ့ခဲ့တယ်သူတို့ရဲ့ဘာသာစကားကိုတော့တခြားလူမျိုးစုတွေနဲ့မိုင်းရင်ဆိုတာတတ်မှတ်ခံရတာမျိုးလို့ပြင်ပကနားလည်မှုလွဲမှားမှုတွေကြားမှာခေါင်းစိုးဆိုတာဘာလဲဆိုတာကိုထင်းဖို့တိုက်ပွဲဝင်ခဲ့ရတာပေါ့အဲ့ဒီလိုခက်ခဲတဲ့တမိုင်းတွေကိုဖျက်ဆီးပြီးနောက်မှာတော့ဒီနေ့ခေတ်မှာခေါင်းစိုးလူမျိုးတွေဘလို့ချီနေရှိနေလဲသူတို့ဘယ်နေရာတွေမှာနေထိုင်နေကြလဲဆိုတာကြည့်လိုက်ရအောင်ဒီနေ့ခေတ်မှာသူတို့ရဲ့အဓိကနေရာကချင်းပြည်နယ်မှာရှင်နေစေဖြစ်ပေမဲ့အခွင့်အလမ်းရှာဖွေမှုတွေကြောင့်ကမ္ဘာနဲ့ကိုဖြန့်နှံ့ရောက်ရှိသွားခဲ့ကြပြီဖြစ်ပါတယ်ဒီချက်ကသူတို့ရဲ့သမိုင်းဟာဘယ်လောက်ထိတောင်မိုးရှိပြီးထီလွဲရှိလွဲထစ်တယ်ဆိုတာကိုရင်းနှင်းဝယ်သတိပေးနေပါတယ်တချင်ကကြီးကျယ်ခမ်းနားခဲ့တဲ့လံဝဲရွာလိုမျိုးအတိုက်အဝန်းတစ်ခုလုံးဟာသမိုင်းတွေကပုံရိပ်တစ်ခုအနေနဲ့လုံးဝပျောက်ကွယ်သွားနိုင်တယ်ဆိုတာပါပဲဆိုတော့နောက်ဆုံးကတော့အသေးပွားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ကမ္ဘာအနှံ့မှာကွဲပြားနေထိုင်နေရတဲ့အခါလူမျိုးတစုရဲ့ကိုယ်ပိုင်လက္ခဏာဟာဘယ်လိုဆက်ပြီးရှင်းတတ်နိုင်မလဲမယုံနိုင်စွာခရီးရှိကြီးတစ်ခုနဲ့တတ်မှတ်ခံထားတဲ့လူမျိုးတစုအတွက်အနာဂတ်ဟာဘာဟုတ်ဆိုလိုနေပါသလဲ